ထိုက်ကိုရောက်ရင်မနက်ခင်ကအလားဆုံးအချိန်လို့ပြောကြတယ်အဲ့ဒါဟုတ်မဟုတ်သိအောင်အစောကြီးထားကြတာပေါ့နော်ဥမာ6:45 မိနစ်ပဲရှိပါသေးတယ်9 နာရီကျရင်လေစီးဖို့အတွက်ချိန်လာတာဖြစ်တဲ့အတွက်ကြောင့်တောက်လိုက်ပါအောင်မယ်มันปูม้วนอ่ะเป็นหลายเท่าเองหนูไปทั้งมันยาวเลยครับกวางไงจับให้ถูกแล้วค่ะ君の虜になってしまえばきっとこの夏は充実するのモード噂の Dreaming が忘れないででも気持ちは伝えてしまえばいつかこの夢は覚めてしまうだろうなတပ်ပုံရိုက်တဲ့သူတွေအတွက်လည်းမနက်ခင်းကပို့ပြီးတော့အဆင်ပြေမဲ့တဲ့နဲ့ညခင်းကကြတော့လီပေါ်မှာ lighting ကနေတဲ့အတွက်ကြောင့်မလို့ဖုန်းနဲ့ရိုက်မယ်ဆိုရင်အခက်အခဲရှိနိုင်တယ်မနက်ခင်းရိုက်မယ်ဆိုရင်အလင်းရောင်လည်းကောင်းကောင်းရတဲ့အပြင် background မှာလည်းမြူလေးတွေနဲ့ဆိုတော့ပို့ပြီးတော့လှတဲ့ပုံလေးရနိုင်တယ်ပေါ့နော် เว้ยเดี๋ยวตกน้ำนะ แต่แล้วหนาไม่ทันแล้ว น้ำใส่เขา မနက်ခင်းအပူချိန်ကတော့15 ဒီဂရီလောက်ရှိပါတယ်ဒါပေမဲ့တောင်ပေါ်ဒေတာဖြစ်တဲ့အတွက်ကြောင့်ရာသီဥတုအေးတာရောလေတိုက်တာရောကြောင့်ပိုပြီးတော့အေးရလို့ခံစားရပါတယ်လေစီးချိန်မိနစ်40ပြည့်တော့ပြီဆိုတော့ကမ်းမြန်ကပ်ပြီးတော့မနက်စာတော့စားမှာဖြစ်ပါတယ်ကျွန်တော်တို့တဲတဲ့ဟိုတယ်ကမနက်စာဘူဖေးပါတယ်ဗောနော်မဲအောင်စောမျိုးအနီးအနားမှာပဲရှိတဲ့ဒီပန်ရော့တိုင်းရွာလေးဟာအရင်ချစ်ဖို့ကောင်းတယ်ရာသီဥတုလည်းကောင်းတယ်ရှုခင်းလေးတွေလည်းအရင်လာပါတယ်ကျွန်တော်တို့ဖွဲကတော့မနက်စာစားပြီးရင်ချစ်မိုက်ကိုပြန်ကြတော့မှာပဲဖြစ်ပါတယ်နောက် vlog မှာပဲပြန်တွေ့ကြပါမယ်